Central ကိုပေးမှရှိနေတာပါ ခုအသက်စံတာကိုတော့မှဖြစ်ပါတယ်ခုကလူရ Apple Center ရှိ Apple Center ရှိရောက်တာပါ Apple Center ခိုင်းနိုင်ငံမှာဒီမဲ့ Apple Center ကိုသူက Central ကိုပေးမှရှိနေတာပါသူကလေ iPhone အပိုင်းသူကဒီဥဆုံးရောင်းရတယ်ပထမဥဆုံးရောင်းရတယ်သူများဟို Asia ထဲမှာက Asia ထဲမှာဆိုသူကအမှတော့ iPhone ကဒီနေ့သူရောင်းတာခြားနိုင်ငံတွေကလက်ခံလောက်မှရောင်းရတယ်သူကများနိုင်ငံတွေတရားဟိုပြောဆိုရောင်းရတယ်ဘယ်ဝင်ချလိုက်နော် first time ခံယူတာSandy Pro Map ပေါ့ဒါ iPad Air ပါဒါ MacBook Air ပေါ့နော်ဆေးကတော်တော်ညံ့မယ်ခင်ဗျMacBook Air ပါအခုလူကြီးရန်ကြိုက်တဲ့ MacBook Air ကိုစမ်းသုံးကြည့်တာပေါ့နော်ဒါပေမဲ့ဝယ်မရောက်တော့မှပါအောင်အခု PC ကိုစမ်းသုံးကြည့်နာပေါ့နော်ဟိုဟာစမ်းသုံးပြလိုက်ဒီဟာစမ်းသုံးကြည့်လိုက်နဲ့Apple ထောက်တဲ့ protest တွေအကုန်တောင်းကောင်းပါလေလူလည်းရမ်းကြိုက်တဲ့ Apple ထောက်တဲ့ protest တွေလေရှိမှာပါတဲ့ brand တာပေါ့နော်ဒါမှမဟုတ်ကလာကတာMLB ဆက်တော့အဲ့လိုဝင်ကြည့်လိုက်รับหน้าที่เป็นพิธีกรครับอย่างที่เราเห็นครับภาพบรรยากาศงานของเราในวันนี้ ML ครับอันนี้เป็นของงานเราดูทุกสาขาของ MLB และยิ่งไปกว่านั้นคุณช็อปออนไลน์ก็ได้เช่นเดียวกันนะครับที่ MLB Thailand ฮะได้ตั้งแต่วันนี้เนี่ยไปจนถึงวันที่31ตุลาคมนี้เลยมีใครเลยtonight แค่เธอกับฉันดีนะ alright ကြည့်ဖို့ကလူဝင်တိုးလို့မနိုင်ဘူးဖြစ်နေတာအကြောင်းဟိုလေဟိုမကြည့်လိုက်ရဘူးတော့ဗီဒီယိုတော့နည်းနည်းတော့ရိုက်ဖြစ်ခဲ့တယ်နည်းနည်းရိုက်လို့ရတာပေါ့ Central ကို